အမဲဥဒုတ်တို့ဆိုင်ကိုမှကလီစာစုံလဲစားခြင်းနဲ့အမဲစုပြုတ်ကကောင်းလေးလဲတောက်ခြင်းနဲ့အမဲဥတုံနဲ့တခြားအတုတ်ကကောင်းလေးတွေလဲစားခြင်းရင်တော့ဒီဗီဒီယိုလေးကိုစိုက်ကြည့်လိုက်တော့နော်everyone အာရှိဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကအမဲဥဒုတ်တို့ဘဲဆိုင်ကောင်းလဲအမဲစုပြုတ်ကကောင်းလေးဘဲဆိုင်မှာရလဲဆိုပြီးကျွန်တော်ကိုလလာမီးနေကြတဲ့ follower တွေအတွက်ကျွန်တော်အမြဲစားဖြစ်နေတဲ့ဆိုင်လေးဆိုင်ခေါ်ရမယ်နော်အဲ့ဒီဆိုင်ကတော့မောင်ငယ်ရဲ့ကွင်းချောင်းလမ်းထဲမှာရှိတဲ့ Efala လို့ခေါ်တဲ့ဆိုင်ပဲဖြစ်ပါတယ်ဆိုင်ကတော့အရန်ရှာရတော့မခက်ပါဘူးကွင်းချောင်းလမ်းထဲဝင်ခဲ့ပြီဆိုတာနဲ့လွယ်လွယ်ကူကူပဲရှာလို့တွေ့နိုင်ပါတယ်ဗျဒီဆိုင်မှာသူတို့အဓိကရောင်းတဲ့ menu 3ခုရှိပါတယ်အဲ့ဒါကတော့အမဲစုပြုတ်ရှိမယ်အမဲဥတုံနဲ့အမဲဥဒုတ်တို့ပေါ့နော်ဒီ3မျိုးတော့အဓိကရောင်းပြီးတော့တချို့ရက်တွေမှာဆိုလို့ရှိရင်ကြာစံကြော်တွေမြမဒုတ်ထိုတွေကိုလည်းရနိုင်ပါတယ်ဗျကျွန်တော်ကတော့ဒီဆိုင်ကိုခဏခဏလာစားဖြစ်ပါတယ်တခါတလေတယောက်တည်းလာစားဖြစ်သလိုတခါတလေတငယ်ချင်းတွေမိသားစုတွေနဲ့လာစားဖြစ်ပါတယ်ဗျဒီဆိုင်မှာကျွန်တော်အဓိကစားဖြစ်တာတော့အမဲဥဒုတ်ထိုပေါ့နော်ဒီအမဲဥဒုတ်ထိုကလေနူးနူးအီအီလေးဦးမှာတကယ်စားကောင်းပါတယ်တငယ်ချင်းတွေနဲ့စကားတပြောပြောစားလို့ရှိရင်ပို့ပြီးတော့ရတာရှိပါတယ်ဒီကြာစံကြော်ကလေစားကောင်းပြီမဲ့နေ့တိုင်းတော့မရဘူးပေါ့နော်ကျွန်တော်သွားတဲ့ရက်မှန်သွားတယ်လို့ပဲပြောရမှာပေါ့ဒုတ်ထိုတွေကပုံမှန်ဆိုလို့ရှိရင်တစ်ချောင်းမှာတစ်ခုပဲပါတာပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒုတ်တွေကိုနှမျောလို့တစ်ချောင်းမှာ2ခုလောက်ထည့်ပေးပါဆိုပြီးကြိုပြောထားလို့ပါဗျာဒီဆိုင်ကိုကျွန်တော်ကြိုက်ရတဲ့အချက်တွေတွေကတစ်ခုကကြတော့ဒီဆိုင်ရဲ့ဥတွေကကြတော့စုံတယ်တော်တော်စုံတယ်လို့ပြောလို့ရတယ်ပစိုးချမ်းတွေဥနုဥပိတ်ဥဒိန်တွေအစုံပါတယ်ပြီးတော့ကလီစာတွေထဲမှာဆိုလို့ရှိရင်လည်းအစုပ်တွေအသေးတွေထိကိုရပါတယ်ဗျဥတွေကဘလောက်ပဲနူးအီးနေပါစေတွဲစားရတဲ့အချိန်ကြီးကမကောင်းဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘလို့မှစားမိမှာမဟုတ်ပေါ့နော်ဒါပေမဲ့ဒီဆိုင်ကအချိန်ကြီးကလေလက်လုံးအချိန်ကြီးဟိုမှာချိုချိုချင်းချင်းဆက်ဆက်လေးဆိုတော့တော်တော်လေးစားကောင်းတယ်ဗျဒီလိုဥနုတွေဆိုလို့ရှိရင်အမဲဥတွေထဲမှာကျွန်တော်အကြိုက်ဆုံးဥထဲမှာပါတယ်ပေါ့နော်နူးနူးညံ့ညံ့လေးနဲ့ဗဇက်တည်းထည့်လိုက်တာနဲ့အရေးပျော်သွားသလားလို့တောင်ထင်ရလောက်တဲ့အထိကိုစားကောင်းပါတယ်ဗျပြီးတော့တချောင်းမှာ100ပဲဆိုတော့ဈေးရတယ်တော်တော်တက်တာတယ်လို့ပြောရမယ်ဒါပေမဲ့ကျွန်တော်အခုနပြောသလိုမျိုးပဲတစ်ချောင်းမှာတစ်ခုပဲပါတာပါကျွန်တော်ကဒုတ်ကိုလည်းချွေတာခြင်းနဲ့အားရပါရလည်းစားခြင်းလို့တစ်ချောင်းမှာ2ခုထည့်ပေးဖို့ပြောထားလို့ပါဗျအမဲဥဒုတ်ထုံနဲ့တွဲစားရတဲ့ဒီငရုတ်စီအချင်းကလည်းလုံးဝထိမိခွေပဲဆက်ဆက်လေးစားခြင်းတော့သူအလော်တောင်းမှုပေးတယ်ပေါ့နော်အလော်မုတ်လေးနဲ့တွဲပြီးတော့စားလို့ရပါတယ်သူပေးထားတဲ့အရေးတောက်ကလည်းလေငငယ်ပြင်းပြင်းကြီးမဟုတ်ဘဲနဲ့အေးပြေုံလောက်ဆိုတော့တကယ်ကိုသဘောကျတယ်ဗျတငယ်ချင်းတွေနဲ့ဟန်ကောက်လုပ်ပြီးတော့ဒိတ်မယ်ဆိုလို့ရှိရင်တော့စကားလေးပြောလိုက်ဒုတ်ထုံလေးစားလိုက်နဲ့တစ်ချောင်းချင်းစီပဲစားတာပါဒါပေမဲ့ကျွန်တော်ကတယောက်တည်းဆိုလို့ရှိရင်အားရပါရစားတတ်တဲ့အတွက်အဲ့လိုမျိုး3ချောင်းဆိုလို့ရှိရင်လည်းစားလိုက်တာပဲဗျအခုတစ်ခေါက်စားပြဖို့အလဲကျတာတော့တချို့ရက်တွေမှာရတဲ့ကြာစံကြော်ဖြစ်တယ်ပေါ့နော်ကြာစံကြော်နဲ့ဒုတ်ထုံဆိုတာလည်းနက်ဖက်တဲ့ဇုံတွေလိုမျိုးပဲစားတွဲစားလို့ရှိရင်လုံးဝတွဲလုံးမိတယ်ပေါ့နော်ပူရှင်ရကြည့်မယ်ဆိုလို့ရှိရင်လည်းတပွဲမှာအများကြီးပါတဲ့အတွက်ကျွန်တော်လိုအားရပါရစားတတ်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့လုံးဝကွက်တီပဲကြာစံကြော်နဲ့အမဲဥဒုတ်ထိုစားလို့ရှိရင်တခုချင်းစီစားတာလည်းသဘောကျတယ်လို့အခုလိုမျိုးလေးပေါ့နော်တွဲပြီးတော့ add on လုပ်ပြီးတော့စားရတာကိုလည်းသဘောကျတယ်ဗျဆိုင်ရှင်မကလည်းတကယ်ကိုစိတ်ကောင်းပါတယ်အချင်းကြီးပဲလို့အရေးတောက်ပဲလို့ထပ်ပြီးတော့လည်းတောင်းလို့ရပါတယ်ဗျအမဲဥတုပ်ဆိုလို့ရှိရင်လည်းဒီဆိုင်ရဲ့နာမည်ကြီးမီနူးတစ်ခုဖြစ်တယ်ပေါ့နော်ဒီအမဲဥတုပ်ကိုမာတဲ့အခါမှာဆိုလို့ရှိရင်ကိုကြိုက်တတ်တဲ့အဆက်အဟပ်ပေါ်မူတည်ပြီးတော့ဆိုင်ရှင်အမကိုလောက်ခံလို့ရပါတယ်ဗျအခုဈေးနှုန်းလေးတွေပြောပြမယ်နော်ဈေးနှုန်းလေးအနေနဲ့ဆိုလို့ရှိရင်လည်းတော်တော်လေးတက်တာလည်းပြောရမယ်အခုနပြောခဲ့တဲ့မျိုးဒုတ်ထူဆိုလို့ရှိရင်တစ်ချောင်းမှာ100ပြီးလို့ရှိရင်အမဲစွပ်ပြုတ်နဲ့အမဲဥတုပ်ဆိုလို့ရှိရင်တပွဲမှာ2500ပဲရှိပါတယ်ဗျတကယ်ရောစားကောင်းလားစားမကောင်းလားဆိုတာကိုတော့ကျွန်တော်စားခဲ့တဲ့ဒုတ်ရည်အတွက်တွေကိုကြည့်ပြီးတော့သိနိုင်ပါရဲ့နော်ဒီချိန်လောက်ပဲဖြစ်ဖြစ်သွားစားကြည့်ဖို့ကျွန်တော်အနေနဲ့ recommend ပေးပါတယ်ဗျဒီနေ့ရဲ့ blog ကတော့ဒီလောက်ပါပဲနောက်ထပ် blog တွေမှာထပ်တွေ့မယ်နော် bye bye